ယေရှုခရစ်တော်နာမအပြင်ဖြောင့်မတ်တော်သူသန့်ရှင်းတော်သူတယောက်စီတိုင်းကိုမင်္ဂလာပါလို့နှုတ်ခွန်းဆက်တာလိုက်ပါတယ်ဒီနေ့10ရက်3လ2026ခုနှစ်ရဲ့မင်္ဂလာနေ့တည်လေးထဲမှာထာဝရဘုရားသည်တင်းကိုကောင်းချီးပေးဆောင်မတော်မူပါစေသောထာဝရဘုရားသည်တင်နိုင်မြတ်တော်အလင်းကိုလူ၍ဂရုဏာကျေးဇူးပြုတော်မူပါစေသောထာဝရဘုရားသည်တင်းကိုမြတ်ကြီး၍ချမ်းသာပေးတော်မူပါစေသောအာမင်ရှင်ရမသားများဒီကနေ့ကျွန်တော်တို့ကပောက်ကျန်ခန်းကြီး6ခန်းငယ်9ကိုအတူတူကဆင်ခြင်ခွာရကြရအောင်နောအေအထုပ်ပတ်တိဟုမူကားနောအေသည်ဖြောင့်မတ်တော်သူမိမိအမျိုး၌စုံလင်တော်သူဖြစ်၏ဘုရားသခင်၏အတူသွားလာ၏ကပောက်ကျန်ခန်းကြီး6ခန်းငယ်9ထဲမှာတွေ့ရပါတယ်တကယ်ဆိုရင်နောအေရဲ့လက်ထက်မှာဆိုရင်ကပောက်6 9ဆိုရင်မြေကြီးပေါ်မှာတဲ့လူတွေအပြစ်ကြီးတယ်တဲ့သူရဲ့စိတ်နှလုံးအကြံအစီရှိသမျှကအစင်မပြတ်ဆိုးညစ်ခြင်းတက်တက်ပဲရှိတယ်လို့ဘုရားကပြောတယ်ဆိုတော့အဲ့ဒီအချိန်မှာကဘာကြီးကဘုရားရဲ့ရှေ့တော်မှာပုတ်ဆက်ထိမ်းများစားတော့ပျော်ပါကိုအလိုရှိတဲ့လမ်းကိုညံပြတော့လမ်းကိုပဲလှမ်းပြီးတော့မှတော်ကြီးကိုဘုရားရဲ့ရှေ့မှာမြေကြီးကပုတ်ဆက်နေတယ်ဒါပေမဲ့အဲ့ဒီထဲမှာဘုရားသခင်နဲ့အတူသွားလာတဲ့နောအေရှိတယ်ဆိုတော့အဲ့ဒီနောအေကိုဘုရားသခင်ကအပေါ်မှာဆိုစိတ်တော်နဲ့တွေ့တယ်ဘုရားနဲ့အတူသွားလာတယ်ချစ်တယ်မလားသူများအဲ့ဒီအချိန်မှာလေဘုရားသခင်ကအာဒံရဲ့နောက်ပိုင်းမှာလူတွေကဘုရားသခင်ကိုဒီမြောက်ဝါထစ်တယ်မမြင်ရတော့ဘာလို့ဆိုအင်ဒီဦးကြီးထဲကနေထုတ်ချင်းခံရတဲ့နောက်ပိုင်းမှာဘုရားနဲ့အဆက်ပြပြီးတော့မှဘုရားနဲ့နံဝိညာဉ်လောက်ပဲပြန်ဆက်သွယ်လို့ရတယ်ဆိုတော့နောအေဘုရားနဲ့အတူသွားလာတယ်ဆိုတာကဘုရားသခင်ရဲ့လာဒီလိုလက်ကပ်ပြီးတော့မှသွားတာမဟုတ်ပါဘူးအခုကျွန်တော်တို့ခေတ်လိုပါပဲတကယ်နှလုံးသားထဲမှာကိုရောကိုကိုစားခိုးလုံပြီးတော့မှဘဝအသက်တာသွားလာတဲ့အခါမှာဘုရားသခင်နဲ့နီကဘုရားသခင်ကိုကိုစားပြီးတော့မှတခုခုဆိုရင်ဘုရားသခင်နဲ့စကားပြောတိုင်ပင်ပြောဆိုအားကိုခိုးလို့အဲ့ဒီအသက်တာနဲ့သွားတဲ့ပုံစံမျိုးဆိုတော့နောအေဘုရားနဲ့အတူသွားလာတဲ့အခါမှာသူတကယ်ချင်းနေရှိမှာပါလူဆိုတာတော့လူတော်တွေမှာနေတဲ့အခါမှာအသိမိတ်ဆွေတွေအများကြီးရှိမှာပဲဒါပေမဲ့နောအေကတကယ်ချင်းတွေရဲ့ဆွဲရအောင်မသွားဘူးမလိုက်ဘူးဘုရားသခင်နဲ့အတူသွားတယ်ဘုရားခိုင်းတဲ့အရာသူလုပ်တယ်နောက်ဆုံးတူပြောမယ်ဆိုရင်ဘုရားသခင်တင်မောဆောက်ခိုင်းတယ်နှစ်ပေါင်း120လောက်ကြာတယ်လို့သင်ပညာ theology ကျမ်းစာပညာရှင်တွေကပြောတယ်ဆိုတော့အဲ့ဒီနှစ်ပေါင်း100ကျော်လေးမှာတကယ်ဘုရားစကားကိုနားထောင်ပြီးတော့မှအလွတ်လုပ်နေတာပုံမှန်ပဲလုပ်နေတာဘဝပျော်ပါတဲ့သူစားတော့တဲ့သူကတော့ကိုလိုရှိရလဲကိုညာပြတ်တော့လမ်းလိုက်တဲ့သူကတော့အေးဆေးပဲချာဟိသွားမိုးပြိုအများပဲလေဘာလို့အဲ့ဒီချိန်တော့တကဘာလုံးမှာနောအေးတယောက်တည်းသူအဖြစ်မိသားစု10ယောက်ပါလာတာပေါ့ဗျာနောက်ဆုံးတူနဲ့ပြောမယ်ဆိုရင်ကဘာကြီးကိုရည်လွှမ်းမိုးတဲ့အခါမှာတင်မောဆောက်ပြီးလို့ဘုရားသခင်မှာထားတဲ့အတိုင်းသူကတင်မောထဲဝင်ပြီးဘုရားသခင်တကားပိတ်ပြီးကဘာကြီးတစ်ခုလုံးကိုရည်လွှမ်းမိုးလိုက်တယ်အဲ့ဒီအချိန်မှာဘာဖြစ်သွားလဲဆိုတော့တကယ်ပဲလူတွေအကုန်သိကြတယ်နောအေးနဲ့မိသားစု10ယောက်ပဲလွတ်မြောက်တယ်ဆိုတော့ဒီနေ့လဲခြေတဲ့မိသားစုများသခင်ရှုခရစ်ကကြိုပြောထားတယ်လူသားကြွလာတဲ့အခါမှာနောအေးလက်ထဲမှာဖြစ်တကယ်လို့ဖြစ်မယ်ဆိုတော့ကမ္ဘာလောကကြီးကတကယ်ပဲပုတ်ဆက်ခြင်းပဲမတရားမှုတိုးပွားခြင်းပဲအယံများနေပြီဆိုတော့သင်နဲ့ကျွန်တော်ဘုရားသားအနေနဲ့တကယ်ပဲပုတ်ဆက်တဲ့ဘုရားရဲ့ရှေ့တော်မှာဘုရားရဲ့အမြင်မှာပုတ်ဆက်နေတဲ့ဒီလောကကြီးထဲမှာဖြောင်းမသူတန်ရှင်းသူတရားအနေနဲ့နောအေးလိုဘုရားနဲ့အတူသွားလာခြင်းအဖြစ်ဒီနေ့ကိုရောလာချီဆောင်တဲ့အခါမှာသိဆဲတဲ့အခါမှာတကယ်ကိုရောဝမ်းမြောက်စွာပြန်လဲဖူးတွေ့နိုင်မှာဖြစ်တယ်နောအေးကဲ့သို့အသက်တာထဲမှာတကယ်ပဲဘုရားသခင်လောကကြီးမှာဘုရားစီခိုင်းတဲ့အမှုရာကိုကျွန်တော်တို့ဘုရားသားတရားအနေနဲ့ကောင်းမှုစာလှုပ်ဆောင်ပြီးတော့ဒီနေ့ကျွန်တော်တို့ထာဝရနိုင်ငံကိုပြန်ဖို့ရှိတယ်ဒါကြောင့်မိသားစုများဒီကနေ့ကျွန်တော်တို့လောကကြီးမှာကြုံတွေ့နေရတဲ့အမှုအရာတွေကတကယ်တခဏတာလေးပါတခဏတာလို့ပြောတဲ့အခါမှာကြာတော့ကြာပါတယ်ဒါပေမဲ့ထာဝရနဲ့ရှင်ကြလို့ရှိရင်တော့တခဏတာလေးပါဒါကြောင့်ထာဝရကောင်းကင်နိုင်ငံသားတစ်ယောက်အနေနဲ့ဒီလောကကြီးတစ်ပတ်နေတဲ့အခါမှာနောအေးလူကိုရောနဲ့အတူသွားလာတဲ့တာသမီများအသီးသီးဖြစ်ဖို့အတွက်နှုတ်ကပတ်တော်အဖြစ်မြတ်တဲ့ဝင်ကားတယ်တင်းကိုဖျားခင်တိုင်းကောင်းချီးပေးပါစေအာမင်ဒီနေ့တာအတွက်ဆုတောင်းဆက်ကနေရအောင်အသက်ရှင်တဲ့ဖျားသခင်ကိုရဲ့ကျေးဇူးကိုအထူးပဲချီးမွမ်းပါတယ်နောအေးကဲ့သို့ကိုရောနဲ့အတူသွားလာတဲ့တိုင်းများအသီးသီးဖြစ်စေဖို့အတွက်တယောက်ဆိုင်ကိုရောကောင်းချီးပေးတော်မူပါဒီနေ့သွားလာလို့ရှာမှုအမှုရာတစ်ခုစီတိုင်းပေါ်မှာကိုရောကိုမျက်မှောက်ပြုအားကိုးတဲ့တိုင်းများအသီးသီးဖြစ်ခြင်းအဖြစ်
တကယ်ပဲလန်ခီရဲ့ပက်ပြင်ချင်းကိုခံစားရတဲ့တန်မြအတီးတီးဖြစ်စီဖို့အတွက်ဒီဦးတီးစတန်ရဲ့အသက်တာအတီးတီးကိုလည်းတော့ဒီမှာအနဆူတောင်းတဲ့အခါမှာသခင်ရှုခရစ်နာမ၌ဆူတောင်းစက္ကအနဘာနဲ့မြတ်တော်ရှင်ဖခင်သခင်အာမင်